ကောင်မလေးကလေလံပွဲမှာရှိတဲ့တစ်တာတွေထဲမှာဈေးကြီးတဲ့ကြောက်စိမ့်တွေအပြည့်ရှိနေတာကိုတွေ့ရှိလိုက်ပါတယ်ဒါနဲ့ကောင်မလေးကသူ့ကောင်လေးရဲ့လက်ကိုချက်ချင်းရောက်လိုက်ပြီးကြောက်တုံးတွေအားလုံးကိုဝယ်ယူဖို့ဒေါ်လာ10တန်းနဲ့ဈေးခေါ်လိုက်ပါတယ်သူမရဲ့လုပ်ရကြောင့်ကောင်လေးကလုံးဝမြင့်တက်သွားပါတယ်သူမရဲ့မိထွေးသမီးကသူမမှာအဲ့ဒီလောက်ပတ်စံမရှိဘူးလို့ပြောပြီးလှောင်ပြောင်းပါတယ်ကောင်မလေးကသူ့ကောင်လေးဟာချမ်းသာကြောင်းအခိုင်အမာပြောဆိုလိုက်ပါတယ်အခြေအနေကိုမြင်တော့အမျိုးသားကမတက်တာပဲကြောက်တုံးတွေကိုဝယ်ဖို့သဘောတူလိုက်ရပါတယ်ဒါပေမဲ့မိထွေးသမီးကချက်ချင်းတားဆီးလိုက်ပါတယ်မိထွေးသမီးကကောင်မလေးဟာအဲ့ဒီကြောက်တုံးတွေရဲ့တန်ဖိုးကိုမသိဘူးဆိုပြီးလူသိရှင်ကြားဆွဆွဲလိုက်ပါတယ်အမျိုးသားရဲ့ပတ်စံတွေကိုဖြုံးတိပစ်တယ်ဆိုပြီးတော့တောင်ကောင်မလေးကိုစူပူလိုက်ပါသေးတယ်သူမကအမျိုးသားကိုကောင်မလေးနဲ့လမ်းခွဲလိုက်ဖို့အထီတောင်တိုက်တွန်းခဲ့ပါတယ်ဒါပေမဲ့သူ့ကောင်မလေးဘက်ကကာကွယ်ဖို့အတွက်သူမပျော်ရွှင်နေတဲ့၍သူ့ရဲ့စီးစိမ်ဥစ္စာအားလုံးကိုတုံးချုံနိုင်ကြောင်းအမျိုးသားကပြောလိုက်ပါတယ်အဲ့ဒီစကားတွေကမိထွေးသမီးကိုချက်ချင်းပဆက်ပိတ်သွားစေခဲ့ပါတယ်သူမဝယ်လိုက်တဲ့ကြောက်တုံးတွေကဒေါ်လာ10တန်းတန်ကြောင်းတက်တည်ပြဖို့အတွက်ကောင်မလေးကအဲ့ဒီနားလျှောက်သွားပြီးလူတစ်ချောင်းကိုကောက်ကင်ကကြောက်တုံးတွေကိုရိုက်ခွဲလိုက်ပါတယ်အထက်မှာထိတ်တန့်အဆင့်တော်ဝင်ကြောက်စိမ့်ရှိနေတာကိုတွေ့လိုက်ရလို့လူတိုင်းအံ့ဩသွားကြပါတယ်အဲ့ဒီတန်ဖိုးကဒေါ်လာ10တန်းထက်အများကြီးပိုနေပါသေးတယ်အမျိုးသားကကောင်မလေးရဲ့ကြောက်စိမ့်ကြီးတဲ့ထူးခြားတဲ့မျက်စိအမြင်ကြောင့်စိတ်လှုပ်ရှားသွားပါတယ်ဒါပေမဲ့မိထွေးသမီးကတော့ဒါဟာကံကောင်းရုံတက်တက်ပါပဲလို့ပြောပြီးသူမကိုဆက်လက်လောင်ပြောင်းနေပါတယ်အဲ့ဒီနောက်ဝန်ထမ်းတွေကကြမ်းတဲ့ကြောက်တုံးတွေကိုခွဲဖို့ကောင်မလေးကိုကူညီပေးကြပါတယ်ကြောက်တုံးတုံးစီတိုင်းကလူအုပ်ကြီးကိုအော်ဟစ်အားကျသွားစေခဲ့ပြီးကြောက်တုံးတွေရဲ့စုစုပေါင်းတန်ဖိုးကအနည်းဆုံးဒေါ်လာ50အထိရှိနေပါတယ်အဲ့ဒီနောက်မှာတော့မိထွေးသမီးကရလက်ကိုလက်ခံဖို့လုံးဝမလိုလားတယ်လို့ခံစားလိုက်ရပါတယ်ကောင်မလေးရဲ့ရည်စားကိုလူယူဖို့အတွက်သူမကစီးပွားရေးအစည်းအဝေးလုပ်ဖို့ဆိုပြီးသူ့ကိုအပြင်ခေါ်ထုတ်လိုက်ပါတယ်ကောင်မလေးတန်တရားမဝင်စေချင်တာကြောင့်အမျိုးသားကသူမအိပ်ပျော်နေတဲ့ထင်ပြီးမပြောပြခဲ့ပါဘူးဒါပေမဲ့ကောင်မလေးကမအိပ်ပျော်သေးပါဘူးသူမကကော်ဖီဆိုင်ထိသူ့နောက်ကိုတိတ်တဆိတ်လိုက်သွားခဲ့ပါတယ်သူ့ကောင်လေးကမိထွေးသမီးနဲ့တွေ့နေတာကိုမြင်လိုက်ရတဲ့အခါတိုင်တိုင်ရဲ့အနောက်မှာသူမပုံနေလိုက်ပါတယ်မိထွေးသမီးကအမျိုးသားပေါ်အရန်ရင်းရင်းနှီးနှီးပုတ်ကတ်သွားပြီးသူ့ကောင်မလေးကိုထားခဲ့ကသူမနဲ့လာတွဲဖို့ပြောပါတယ်ဒီမြင်ကွင်းကြောင့်ကောင်မလေးကဒေါသနဲ့တိုင်ကိုရိုက်ချလိုက်တာတိုင်ကချက်ချင်းအကွဲသွားပါတယ်မိထွေးသမီးနဲ့ကောင်လေးတို့ပုံနီးကတ်လာတဲ့အခါကောင်မလေးကလုံးဝတီးမခံနိုင်တော့ပါဘူးသူတို့မြင်အောင်ရှေ့ထွက်ပြီးသူ့ကောင်လေးနဲ့ဝေးဝေးနေဖို့မိထွေးသမီးကိုဒေါသတကြီးလှမ်းအော်လိုက်ပါတယ်ပြီးတော့ဒေါသတကြီးနဲ့သူတို့စီတန်းသွားလိုက်ပါတယ်ဒါကိုမြင်တော့မိထွေးသမီးကကြောက်လန့်သွားပါတယ်အမျိုးသားလည်းသူတစ္ဆာမဖောက်ခဲ့ကြောင်းရှင်းပြဖို့ကြိုးစားပေမဲ့ကောင်မလေးကစိတ်မထိန်နိုင်ပဲစပွဲဝိုင်းကိုစောင်းနေလိုက်တာကြောင့်အပိုင်းပိုင်းအဆအဆကွဲကြေသွားပါတယ်သူ့ကောင်လေးကိုနောက်ထပ်ဘယ်တော့မှမထိဖို့မိထွေးသမီးကိုတတိပေးလိုက်ပြီးလှည့်ပြန်ကဒေါသတကြီးထွက်ခွာသွားပါတယ်အမျိုးသားကအရာအလုံးကိုရှင်းပြဖို့ကြိုးစားရင်းသူမနောက်ကိုအမြန်ပြေးလိုက်သွားပါတယ်သူကသူမရဲ့ချစ်စရာကောင်းတဲ့ပါးလေးတွေကိုဆွဲစိတ်ပြီးစိတ်မဆိုးဖို့တောင်းပန်လိုက်ပေမဲ့ကောင်မလေးကသူတခြားမိန်းမနဲ့အဲ့ဒီလောက်နီးကပ်မနေတင်ကြောင်းပြောပါတယ်ပြီးတော့သူမအိမ်ကဆင်းတော့မယ်ဆိုပြီးသူနဲ့လမ်းခွဲမယ်လို့ပြောလိုက်ပါတယ်အဲ့ဒါပြောပြီးတာနဲ့သူမဒေါသတကြီးလျှောက်သွားခဲ့ပါတယ်ဒီအကြောင်းတွေကိုအမျိုးသားရဲ့အဖွားကသိသွားတဲ့အခါသူမကကောင်မလေးကိုပြန်ချောဖို့ကြိုးစားပါတယ်ကောင်မလေးရဲ့ကတင်ဘေးမှာရွှေတုံးပုံကြီးကိုထားပေးပြီးအိမ်ကမဆင်းတော့ဘူးတောင်းပန်ပါတော့တယ်